တိုင်းကောင်ရန်ချင်းကာလာဟာတက်စစ်လွန်လို့ကိုချီတန်ကိုတောင်ပြန်လေကြားနေရတဲ့ချီပါပဲအောင်ကြီးနဲ့ကြော်စော်တို့တုံငေချင်းနှင်းလောက်ကတော့မူမူယူယူနဲ့မြို့ပင်ကကတရလန်းဟောင်းကြီးအတိုင်းရိန်းထိုးပြီးပြန်လာခဲ့ကြတယ်လမ်းဘေးကညောင်ပင်ဦးကြီးတွေကလေမတိုက်ဖင်းနဲ့တက်ရွက်ချင်းပုတ်တိုက်တန်တွေထွက်နေတာကတစုံတယောက်ကချောင်းကိနေတယ်လို့မျိုးခန်းစားရစီလားပေါ့ရုတ်တရက်အောင်ကြီးကလမ်းကျိုးတစ်ခုအရောက်မှာခြေလမ်းတွေတွန့်ခနဲ့ရပ်သွားတယ်လမ်းလေကောင်မှာအဖြူရောင်ဝစ်စုံနဲ့မင်းကလေးတယောက်ကကြောပေးပြီးမလွတ်မရက်ရက်နေတာကိုအောင်ကြီးကတော့မူးရှိန်နဲ့မို့တရေလို့မထင်ပဲညီမဒီအချင်းကြီးတယောက်သေးလားလို့လှိုင်းမိလိုက်မိလေအဲ့ဒီအချိန်မှာပဲအေးစိမ့်နဲ့လီပွေတစ်ခုကသူတို့နှင်းအောက်ကိုပတ်ချလဲတိုက်ခတ်သွားပြီးထိုမင်းကလေးကဖြည်းဖြည်းချင်းလှည့်ကြည့်လာပါတော့တယ်အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူတို့နှင်းအောက်လုံးရဲ့အမူးတွေဟာရေနဲ့ဆေးလိုက်သလိုချက်ချင်းကွာကျသွားခဲ့တယ်ဘာလို့လဲဆိုတော့အဲ့ဒီမင်းကလေးရဲ့မျက်နှာမှာမျက်လုံးနှာခေါင်းနဲ့ပါးစပ်ဆိုတာလုံးဝမရှိပဲချောမွတ်နေတဲ့အသားမြင်ကြီးပဲဖြစ်နေလို့ပါပဲငါ့ကိုအင်လိုက်ပို့ပေးမလားဆိုတဲ့အကွက်ကွက်အတန်ကြီးကလေထဲကနေထွက်ပေါ်လာတဲ့အခါမှာတော့သူတို့နှစ်ယောက်လုံးဘာကုန်မှမစင်းစားနိုင်တော့ပဲလမ်းမထက်မှာအသက်လုပြီးပြေးကြပါတော့တယ်သူတို့နောက်ကနေတခိခိရဲမောတန်တွေကလည်းအဝေးကြီးအထိလိုက်ပါလာခဲ့ပါတော့တယ်